တိုင်းနိုင်ငံများအတွက်ဆုတောင်းခြင်းမော်လ်ဒိုက်နိုင်ငံအတွက်ဆုတောင်းပါကပ္ပဦးကျမ်းအခန်းကြီး12အငယ်1မှ3ထာဝရဘုရားသည်လည်းအာပြန်ကိုခေါ်တော်မူ၍တီဤပြည်နှင့်တကွအမျိုးသားချင်းပေါက်ဖော်များတဲကထွက်ပြီးလျင်ငါပြလက်တန့်သောပြည်သို့တွားလော့ငါသည်သင်ကိုလူမျိုးကြီးဖြစ်စေမည်ငါကောင်းကြီးပေး၍သင်ဤနာမကိုကြီးမြတ်စေမည်သင်သည်ကောင်းကြီးခံရသောသူဖြစ်လိမ့်မည်သင်ကိုကောင်းကြီးပေးသောသူကိုငါကောင်းကြီးပေးမည်သင်ကိုကျိန်ဆဲသောသူကိုငါကျိန်ဆဲမည်သင်အားဖြင့်လည်းလူမျိုးအပေါင်းတို့သည်ကောင်းကြီးမင်္ဂလာကိုခံရကြလိမ့်မည်ဟုမိန့်တော်မူ၏အာမင်ဆုတောင်းကြပါစို့အိုးအဖဖျားသခင်ကိုရောတပါးတည်းသာဖျားသခင်ဖြစ်တော်မူပါ၏ကိုရောမတပါးအခြားသောဖျားသခင်မရှိပါအကျွန်ုပ်တို့သည်ကိုရောရှိတော်၌တိုးဝင်လျက်မော်ဒိုက်နိုင်ငံအတွက်အသနာခံချင့်ကပ်ကြပါ၏ထိုနိုင်ငံ၏အပြည့်အလုံးစုံတို့အားတိုးဝင်လျက်ဝင်ချတောင်းပန်ကြပါ၏ပါထိုနိုင်ငံရှိပြည်သူပြည်သားများသည်ဘုရားသခင်၏အတန်ကိုကြားကာတက်ကြွလှုပ်ရှားမှုဖြင့်ဝိညာဉ်စိတ်ခန္ဓာနိုးထ၍အဖဘုရားသခင်၏ဘုန်းတော်ထင်ရှားရန်လှုပ်ဆောင်နိုင်ပါမည်ကြောင်းအထူးဆုတောင်းကြပါ၏နိုင်ငံ၏အစိုးရသည်ဝိညာဉ်တော်၏လမ်းပြမှုဖြင့်ဘုရားသခင်ထံမှဘယင်ကောင်းကြီးမင်္ဂလာနှင့်ဘိသိက်တကူခံစားရရှိရန်ပေးသနာတော်မူပါအဖာအသင်းတော်သည်နိုင်ငံအားလွှမ်းမိုးရ၌တမန်တော်ဆိုင်ရာအခွင့်အာဏာဖြင့်လှုပ်ဆောင်လှုပ်ရှားရန်ဉာဏ်ပညာကိုပေးသနာတော်မူပါအဖာအမှုတော်သာသနာ၌စက္ကန့်လှုပ်ဆောင်နေသောဆရာမနှင့်တကွာသူဤသာသနာမိသားစုသည်အဖဖျားသခင်ဤကြီးမြတ်ကြောင်းနှင့်သခင်ဖျားဤကယ်တင်ခြင်းတည်င်းကောင်းကိုဝေငှသက်သေခံခြင်းဖြင့်ဖျားသခင်ဤနိုင်ငံတော်ကျယ်ပြန့်ရာ၌တာ၍တိုးတက်ပြန့်နှံ့လာရန်တန်ရှင်းသောဝိညာဉ်တော်ဖျားဤလမ်းပြပို့ဆောင်ခြင်းကိုခံယူကာလှုပ်ဆောင်နိုင်ပါမည်အကြောင်းသခင်ယေရှုနာမ၌အကျွန်ုပ်တို့ဆုတောင်းကြပါ၏အာမင်